သခင်ယေရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့ကဘာဦးကျမ်းအခန်းကြီး30ဖြစ်ပါတယ်ကဘာဦးကျမ်းအခန်းကြီး30ရာခေလသည်ယာကုပ်အားသားမဖွားကြောင်းကိုမိမိသိမြင်သောအခါအမကိုညူစုသောစိတ်ရှိ၍ငါအားသားကိုပေးပါသို့မဟုတ်ငါတည်တော့အံ့ဟုယာကုပ်ကိုဆိုလေ၏ယာကုပ်ကလည်းငါသည်တင့်အားသားဖွားသောအခွင့်ကိုပေးတော်မူသောဘုရားသခင်ကိုစားတော်ဖြစ်သလောဟုရာခေလကိုအမျက်ထွက်၍ပြန်ဆို၏ရာခေလကလည်းအကျွန်ုပ်၌ကျွန်မဘိလဟာရှိပါ၏သူထံသို့ဝင်ပါသူသည်အကျွန်ုပ်ဒူးပေါ်မှသားဖွား၍သူ့အားဖြင့်အကျွန်ုပ်သည်တိဆောက်ခြင်းရှိပါလိမ့်မည်ဟုဆိုလျက်ကျွန်မဘိလဟာကိုယာကုပ်၏မယားဖြစ်စေခြင်းကအပ်၍သူ့ထံသို့ယာကုပ်ဝင်လေ၏ဘိလဟာသည်ပရိသေယူ၍ယာကုပ်အားသားကိုဖွားမြင်သည်ရှိသောရာခေလကဘုရားသခင်သည်ငါဘက်၌တရားစီရင်တော်မူပြီးငါစကားကိုကြား၍သားကိုပေးသနာတော်မူပြီးဟုဆိုသည်နှင့်အညီထိုသားကိုဒံအမည်ဖြင့်မှဲ့လေ၏တဖန်ရာခေလ၏ကျွန်မဘိလဟာသည်ပရိသေယူပြန်၍ယာကုပ်အားနှစ်ကြိမ်မြောက်သောသားကိုဖွားမြင်သည်ရှိသောရာခေလကငါသည်ငါအမနှင့်ကြက်ကြက်လုံးထွေး၍နိုင်ခဲ့ပြီဟုဆို၍ထိုသားကိုနတ်တလိအမည်ဖြင့်မှဲ့လေ၏လေအာသည်သားပြည့်၍မဖွားဘဲနေကြောင်းကိုမိမိသိမြင်သောအခါမိမိကျွန်မဇိလပကိုယူ၍ယာကုပ်၏မယားဖြစ်စေခြင်းကအပ်လေ၏လေအာ၏ကျွန်မဇိလပသည်လည်းယာကုပ်အားသားကိုဖွားမြင်သည်ရှိသောလေအာကကောင်းကျိုးလာသည်ဟုဆို၍ထိုသားကိုကက်အမည်ဖြင့်မှဲ့လေ၏တဖန်လေအာ၏ကျွန်မဇိလပသည်ယာကုပ်အားနှစ်ကြိမ်မြောက်သောသားကိုဖွားမြင်သည်ရှိသောလေအာကငါ၌မင်္ဂလာရှိ၏လူသမီးတို့သည်ငါကိုမင်္ဂလာရှိသောသူဟု၍ခေါ်ကြလိမ့်မည်ဟုဆိုသဖြင့်ထိုသားကိုအာရှာအမည်ဖြင့်မှဲ့လေ၏ထို့နောက်ဂျုံစပါးကိုစုသိမ်းသောအချိန်ကာလ၌ရုဘင်သည်လယ်ပြင်သို့ထွက်သွားပြီးလျှင်အနုစေးတီကိုတွေ့၍မိမိအမိလေအာထံသို့ဆောင်ခဲ့လေ၏ရာခေလကလည်းတင်ဤတာရခဲ့သောအနုစေးတီအချို့ကိုပေးပါလော့ဟုလေအာကိုတောင်းလျင်လေအာကတင်ဒီငါလင်ကိုယူ၍အတွက်မရှိထင်သလောငါသားဤအနုစေးတီကိုလည်းယူချင်သေးသည်တကားဟုဆိုလေသောရာခေလကတို့ဖြစ်လျင်တင့်သားဤအနုစေးတီအတွက်လင်ဒီယနေ့ညတွင်တင်နှင့်အိပ်ရမည်ဟုဆို၏ညဦးအချိန်၌လေပြင်းမှယာကုပ်လာသောအခါလေအာသည်ခရီးဥကြိုပြုခြင်းကတွား၍တင်ဒီအကျွန်ုပ်ထံသို့ဝင်ရမည်အကျွန်ုပ်ဤသားရခဲ့သောအနုစေးတီနှင့်တင့်ကိုအကျွန်ုပ်ငှားသည်မှန်ပါ၏ဟုဆိုသည်ဖြင့်ထိုညတွင်သူနှင့်အိပ်ရလေ၏လေအာစကားကိုဘုရားသခင်နားထောင်တော်မူသည်ဖြင့်သူသည်ပရိသေယူ၍ယာကုပ်အားပြင်စမသားကိုဖွားမြင်လေသောငါကျွန်မကိုငါလင်အားပေးသောကြောင့်ဘုရားသခင်သည်ငါအားအခကိုပေးတော်မူပြီဟုဆို၍ထိုသားကိုဣတခါအမည်ဖြင့်မှဲ့လေ၏တဖန်လေအာသည်ပရိသေယူပြန်၍ယာကုပ်အားဆဋ္ဌမသားကိုဖွားမြင်လေသောဘုရားသခင်သည်ကောင်းသောလက်ဖွဲ့ကိုပေးသနာတော်မူပြီးငါလင်အားသား6ယောက်ကိုဖွားမြင်သောကြောင့်ယခုငါနှင့်အမြဲနေလိမ့်မည်ဟုဆို၍ထိုသားကိုဇာဘူးလုံအမည်ဖြင့်မှဲ့လေ၏ထိုနောက်မှသမီးကိုဖွား၍ဒိနအမည်ဖြင့်မှဲ့လေ၏ထိုအခါဘုရားသခင်သည်ရာခေလကိုအောက်မေ့တော်မူ၏သူ၏စကားကိုနားထောင်၍သားဖွားသောအခွင့်ကိုပေးတော်မူသည်ဖြင့်သူသည်ပရိသေယူ၍သားကိုဖွားမြင်လျှင်ငါခံရသောကဲ့ရဲ့ခြင်းအကြောင်းကိုဘုရားသခင်သည်ပယ်တော်မူပြီဟု၍၎င်းထာဝရဘုရားသည်အခြားသောသားကိုထပ်၍ပေးတော်မူပါစေသောဟု၍၎င်းဆိုလျက်ထိုသားကိုယောသပ်အမည်ဖြင့်မှဲ့လေ၏ရာခေလသည်ယောသပ်ကိုဖွားမြင်ပြီးသောနောက်ယာကုပ်ကအကျွန်ုပ်သည်ကိုနေရင်းပြည်သို့သွားမည်အကြောင်းအကျွန်ုပ်ကိုလွှတ်ပါလော့အကျွန်ုပ်သည်အစီခံ၍ရသောမယားနှင့်သားတို့ကိုဆောင်ယူ၍တွားရသောအခွင့်ကိုပေးပါလော့အကျွန်ုပ်အစီခံသည့်အကြောင်းကိုအဘာတိပါသည်ဟုလာဗန်အားဆိုလျင်လာဗန်ကသင်ဤစိတ်နှင့်တွေ့ပါစေထာဝရဘုရားသည်
တင်ဤအကြောင်းကြောင့်ငါအားကောင်းကြီးပေးတော်မူသည်ကိုငါရိပ်မိပြီငါပေးရမည်အခကိုပြောပါငါပေးမည်ဟုဆိုလေတော့အကျွန်ုပ်သည်အဘ၌အဘယ်သို့အစီခံသည်ကို၎င်းအဘဤတရိษံတို့သည်အကျွန်ုပ်၌အဘယ်သို့ရှိနေသည်ကို၎င်းအဘသိပါ၏အထက်ကအဘဤဥစ္စာနဲလှ၏ယခုတိုးပွား၍များပြားလျက်ရှိ၏အကျွန်ုပ်သွားလာလောက်ကင်သောအားဖြင့်ထာဝရဘုရားသည်အဘအားကောင်းကြီးပေးတော်မူပြီးယခုမှအကျွန်ုပ်သည်ကိုအိမ်သူအိမ်သားတို့ကိုအဘယ်သောအခါအကျွန်ုပ်ပြုစုရပါအံ့နည်းဟုဆိုလေ၏လာဗန်ကလည်းအဘယ်အခကိုပေးရမည်နည်းဟုမေးပြန်လျင်ယာကုပ်ကဘာကိုမျှမပေးပါနှင့်အကျွန်ုပ်၌ဂျေဇုတစ်ခုပြုလိုလျင်အဘဤတိုးစုစိတ်စုကိုတဖန်ကျွေးမွေးဆောင်ထိန်ပါအောင်မည်ယနေ့တိုးစုစိတ်စုတစ်လျှောက်လုံးကိုအကျွန်ုပ်သွား၍ပျောက်ကြားသောစိတ်များညိုသောတိုးများရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်နောက်မှပျောက်ကြားသောစိတ်ညိုသောတိုးတို့သည်ကျွန်ုပ်ဤအခဖြစ်စေလောတိုးဖြစ်၍နောင်ကာလ၌ကျွန်ုပ်ဤအခသည်အဘရှိသို့ရောက်သောအခါကျွန်ုပ်ဤဖြောက်မှတ်ခြင်းသည်ကျွန်ုပ်ကိုစောင့်ရှောက်ပါလိမ့်မည်မပြောက်မကြားသောစိတ်မညိုသောတိုးရှိသမျှတို့ကိုကျွန်ုပ်ခိုးသောအကောင်ဟု၍မှတ်စီလောဟုဆိုလေ၏လာဗန်ကလည်းတင်ပြောတိုင်းဖြစ်စီလောဟုဝန်ခံ၍ထိုနေ့၌ပင်ပျောက်ကြားသောစိတ်ထီပျောက်ကြားသောစိတ်မှအဖြူပါသောစိတ်ရှိသမျှတို့နှင့်အစင်းညူသောတိုးရှိသမျှတို့ကိုရွေး၍မိမိသားတို့လက်သို့အပ်ပေးလေ၏ကိုနေရအရက်နှင့်ယာကုပ်နေရအရက်ကို3ရက်ခရီးကွာစီခြင်းကစီရင်သေး၏ယာကုပ်သည်ကျွင်းသောလာဗန်၏တိုးစိတ်များကိုထိမ့်လျက်နေရလေ၏ထိုအခါယာကုပ်သည်စိမ်းသောလိဗနာပင်လူဇပင်အာရမုံပင်တို့၏အခက်တံဖြာများကိုယူ၍အဖြူအစိမ်းအတန့်ပေါ်အောင်အခွန်ကိုလှီးခွာပြီးလင်ရေတောက်လာသောတိုးစိတ်အထီးအမရှက်တင်စေမည်အကြံရှိ၍ရေတောက်လာသောအခါအခွန်ခွာပြီးသောတဖြာတို့ကိုရေတောက်ခြင်းတောက်ခွက်တို့၌တိုးစိတ်တို့ရှိမှစိုက်ထားလေ၏တိုးစိတ်တို့သည်တဖြာများရှိမှရှက်တင်၍အပြောက်အကြားစသည်တို့ကိုဖွာကြ၏ယာကုပ်သည်တိုးစိတ်တငယ်တို့ကိုလည်းခွဲထား၍လာဗန်ဤတိုးစုစိတ်စုတွင်အစင်းပြောက်ကြားသောအကောင်အစင်းညိုသောအကောင်ရှိသမျှတို့ရှိမှတိုးစိတ်များကိုမျက်နှာပြုစေ၏မိမိတရိษံများနှင့်လာဗန်ဤတရိษံများကိုလည်းမယောမနှောစီပဲတဆုစီခွဲထားလေ၏အာကြီးသောအကောင်တို့သည်ရှက်တင်သောအခါတဖြာတို့တွင်ရှက်တင်စီခြင်းကယာကုပ်သည်တဖြာများကိုရည်ကျင်း၌သူတို့မျက်မှောက်တွင်ထားတတ်၏အားနည်းသောအကောင်တို့ရှိမှတဖြာတို့ကိုမပြမထားထို့ကြောင့်အားနည်းသောအကောင်တို့သည်လာဗန်ဤဥစ္စာဖြစ်လေ၏အားကြီးသောအကောင်တို့မူကားယာကုပ်ဤဥစ္စာဖြစ်လေ၏ထို့သို့ယာကုပ်သည်စီးစိမ်တိုးပွား၍တိုးစိတ်ကျွန်ယောက်ျားကျွန်မိန်းမကလအုပ်ညီအများရှိကြ၏အားလုံးပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ